ဒီအရက်ဒေတာမှာနေလို့အကုသိုလ်တွေတိုးမယ်ကုသိုလ်တွေဆုပ်ယုပ်သွားမယ်ဆိုအဲ့ဒီအရက်ဒေတာမနေနဲ့မမီဝဲသင့်ဘူးတဲ့ဟောသူကတော့အဲ့ဒီပေဒံနဲ့တိုက်ရင်နော်ဒီအရက်ဒေတာမှာနေလို့ကုသိုလ်တွေတိုးတက်တယ်အကုသိုလ်တွေရုပ်သွားရုပ်လျော့သွားတယ်ဆိုရင်အဲ့ဒီအရက်ဒေတာကိုနေဖို့ဆုံးဖြတ်တယ်ကျန်တာတွေနဲ့မတိုင်းဘူးရသူကြတော့ဟုတ်လားကျမကြီးတွေစီးပွားရေးတွေဒါလည်းပဲယဟန်တော်တွေတန်တရားဝိဒုက္ခကလွတ်မြောက်ဖို့အဓိကနှုတ်ဥတည်နေတဲ့ပုံကိုယ်တွေအတွက်ကတော့ဒီဟာကအလွန်မှကိုပဲအရေးထားတဲ့အမြင်တစ်ခုပေါ့နော်ဒီနေရာမှာနေလို့ကုသိုလ်တိုးမယ်အကုသိုလ်ရော့သွားမယ်ဆိုရင်အဲ့ဒီနေရာကိုနေတဲ့ကျန်တာတွေသိအဆင်မပြေတောင်မှအဲ့ဒီနေရာကိုနေရမယ်အဲ့ဒီလိုမျိုးဆိုပြဟောတယ်ဟုတ်လားဒါကြောင့်နေရာအရေးကြီးတယ်ဆိုတာလေးကိုဘုန်းတို့ဒါဏိဒန်းအနေနဲ့ပရိရူပဒေသဝါဒသဘောလေးကိုဘုန်းတို့ပြောပြတကယ်တမ်းကမြတ်စွာဘုရားမှားတာတယ်နော်ဘယ်နေရာကိုဘယ်တတ်တော်ဟာနေလို့ရှင်ပို့ပြီးတော့အကျိုးရှိနိုင်မယ်အကျိုးမဲ့သွားနိုင်တယ်ဆိုတာတွေကိုတိတိကျကျသိနိုင်လိမ့်မယ်ပေါ့ဒါကျေပြန့်တဲ့အကြောင်းလေးကိုဘုံဘုံပြောနေတာဟုတ်လားဥပမာဘုံဘုံတို့မြတ်စွာဘုရားသိတော်မူမြင်တော်မူဖို့နော်နေရာနဲ့ပတ်သက်ပြီးတော့နော်ပြောတဲ့အရာလေးတစ်ခုဘုံဘုံဒီမှာမှတ်ထားတာလေးဟာလူတိုင်းကြားဖို့ပါတယ်မေတ္တာတုတ်ဟောရင်းရဲ့အကြောင်းတရားယဟန်တော်900တော်တဲ့သွားပြီးတော့နော်ကမ္မထံတရားယူပြီးတော့တော်တဲ့သွားတရားအထုတ်ကြတော့နတ်တွေကနှောက်ယှက်ကြတာကြားဦးတယ်လေဟုတ်လားနတ်တွေကအမြဲတမ်းယဟန်တွေကတီလာရှိတဲ့အခါကျတော့အောက်မှာပဲနေရတော့ယဟန်တွေမြ мян ကြီးအောင်ဆိုပြီးတော့ဟာအမျိုးမျိုးချောင်းကြလှန့်ကြတာအနံဆိုးတွေအစင်းဆိုးတွေဘလို့မှနေမရတဲ့အခါကျတော့အဲ့ဒါဝါရင်းကြီးပဲမြတ်စွာဘုရားဒီကိုပြန်ပြီးတော့ပြေးလာကြရတယ်ဆိုကြပါစို့အဲ့ဒီမှာမြတ်စွာဘုရားမြင်တယ်ဒီယဟန်တွေကအဲ့ဒီနေရာမှာနေမှနော်အတိတုဉဏ်တွေကိုရမယ်ဆိုတာကိုမြင်တယ်မြင်တဲ့အတွက်ကြောင့်ချစ်သားတို့အဲ့ဒီနေရာကိုပဲပြန်သွားအစင်မပြေလို့မှပြန်လာခဲ့တဲ့နေရာကိုမြတ်စွာဘုရားဘာလုပ်ခိုင်းတော့ပြန်သွားခိုင်းတယ်အဲ့လိုပြန်သွားခိုင်းတဲ့အခါကျတော့မြတ်စွာဘုရားတဲ့အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့နေရာပေါ့နော်အဲ့တင်တို့မှလက်နဲ့မရှိလို့ပါတဲ့အဲ့ဒီနေရာမှာတင်တို့အစင်ပြေဖို့အတွက်ငါလက်နဲ့ပေးလိုက်မယ်အဲ့ဒီလက်နဲ့ကဘာလဲဆိုတော့မေတ္တာလက်နဲ့အဲ့ဒါမေတ္တာတရားဘလို့ပွားရတယ်ဆိုတာကိုသင်ပေးပြီးတော့မြတ်စွာဘုရားမေတ္တာတုတ်တရားဒေသနာကိုချီးမြှင့်တယ်အဲ့ဒါကိုရွတ်ဖတ်အဲ့ဒီအတိုင်းလေ့ကျင့်ပွားများဆိုပြီးတော့မေတ္တာလက်နဲ့ကင်ဆောင်ပြီးတော့တခါစိတ်တဲ့လူတဲ့နဲ့တွားကြပြန်တယ်ဟောမေတ္တာတရားရဲ့အစွမ်းတတ္တိမေတ္တာတရားရဲ့တကုရှိန်ဆိုအာနုဘော်တော်ရောစောတော်တုန်းကအနှောက်အယှက်ပေးနေတဲ့နတ်တွေဟာဘာဖြစ်လာချစ်ခင်လာကြတယ်မျက်နှိုးလာကြတယ်ဝေယဝိဇ္ဇတွေတောင်ပြုကြတယ်လို့ဆိုတယ်ဟောအဲ့ဒီမှာပဲသူတို့ရဲ့အသိဉာဏ်တွေဟာတိုးတက်လာတော့မြတ်စွာဘုရားအကြောင်းတော်ကနေနောက်တကူတော်နဲ့ကြွပြီးတော့ကာထာတပုတ်ဟောတာလေကုံဘူပမံကာယမိမံဝိဒိတဝါနဂရုပမံစိတ်တမိတံတပိတဝါယောဒေထမာရံပညာဥဒေနဇိတင်္စရခေအနိဝေတနောတိယဘုရား